လူသားတွေကလကဘာပေါ်ကိုရောက်ရှိခဲ့ပြီးအာကာသတွေကဂျိုးတွေကိုတော့စူးစမ်းလေးလာနိုင်နေပြီဖြစ်ပါတယ်ဒါပေမဲ့ယနေ့အချိန်ဒီသိပ္ပံပညာရှင်တွေနဲ့တမိုင်းပညာရှင်တွေတောင်ဖြေရှာမရသေးတဲ့လျှို့ဝှက်ချက်တွေကဘာပေါ်မှာအများကြီးရှိနေသေးပါဒီနေ့တော့ကဘာပေါ်ကယနေ့တိုင်ဖြေမရှာနိုင်သေးတဲ့လျှို့ဝှက်ချက်10ခုကိုတစ်ခုပြီးတစ်ခုလေးလာကြည့်အောင်နံပါတ်1ကြောက်တိုင်ကြီးများစွာနဲ့တိစောက်ထားတဲ့ရှေးအောင်အဆောက်အအုံအင်္ဂလန်နိုင်ငံမှာရှိတဲ့ဒီရှေးအောင်အဆောက်အအုံကိုနှစ်ထောင်ပေါင်းများစွာကတိစောက်ခဲ့တာဖြစ်ပါတယ်တန်ချိန်များစွာလေးရဲ့ကြောက်တုံးကြီးတွေကိုအဲ့ဒီခေတ်ကလူတွေဘလို့တည်ယူခဲ့ကြရလဲဘာရည်ရွယ်ချက်နဲ့တိစောက်ခဲ့ကြရလဲဆိုတာအခုထိအငင်းပွားနေစေဖြစ်ပါတယ်နံပါတ်2လျှို့ဝှက်စာအုပ်နှစ်ပေါင်း600ကျော်တန်တန်းရှိရလို့ယူဆရတဲ့ဒီစာအုပ်ကိုဒီနေ့အထိဘယ်သူမှဖတ်ရှုနားလည်နိုင်ခြင်းမရှိသေးပါဘူးအထက်မှာမသိတဲ့စကားလုံးတွေထူးဆန်းတဲ့အပင်ပုံတွေနဲ့ကြေတာယာပုံတွေပါဝင်နေပါတယ်ဒါတကယ်ဘာသာစကားလားလျှို့ဝှက်ကုတ်လားဒါမှမဟုတ်လှည့်စားဖန်တီးထားရလားဆိုတာဒီနေ့ချိန်ထိဖြေမရှာနိုင်သေးကြပါဘူးနံပါတ်3ဘာမြူဒါသရီကန်ဒေတာအတလန်နေသမုဒ္ဒရာအတွင်းမှာရှိတဲ့ဒီဒေတာဟာသင်္ဘောတွေနဲ့လေယာဉ်တချို့ထူးဆန်းစွာပျောက်ဆုံးခဲ့တယ်လို့နာမည်ကြီးပါတယ်ဒီဖြစ်ရပ်တွေနဲ့ပတ်သက်ပြီးဂျိုသားတွေတဘာအလွန်စွမ်းအားတွေနဲ့တန်လိုက်ဆက်ကွန်ထူးခြားမှုတွေစတဲ့ယူဆချက်မျိုးစုံထွက်ပေါ်ခဲ့ပါတယ်ဒါပေမဲ့ဒီနေ့ချိန်ထိဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုတာကိုလူတိုင်းလက်ခံနိုင်တဲ့အဖြစ်တစ်ခုမှမရှိသေးပါဘူးနံပါတ်4ပီရူးနိုင်ငံတဲကနာဘောကအေယာမပုံရေးဆွဲမှုကြီးများပီရူးနိုင်ငံမြေပြင်ပေါ်မှာရေးဆွဲထားတဲ့အေယာမငှက်ပုံတွေမြောက်ပုံတွေနဲ့ပေးငုပုံတွေဟာကောင်းကင်ဘဝနေမှသာအပြည့်စုံမြင်နိုင်ပါတယ်ရှစ်ခေတ်လူတွေဘာကြောင့်ဒီလောက်ကြီးမားတဲ့ပုံတွေကိုရေးဆွဲခဲ့ကြရလဲဆိုတာဒီနေ့အချိန်ထိမသိရသေးပါဘူးနံပါတ်5အာကာသတွေကထူးဆန်းသောအချက်ပြသံ1989ခုနှစ်မှာသိပ္ပံပညာရှင်တွေဟာအာကာသတွေကနေရောက်လာတဲ့ထူးဆန်းတဲ့အချက်ပြသံတစ်ခုကိုလက်ခံရရှိခဲ့ပါတယ်။အဲ့ဒီအချက်ပြသံဟာစက္ကန့်အနည်းငယ်သာကြာခဲ့ပြီးတော့နောက်တစ်ခါပြန်လည်းမတွေ့ရတော့ပါဘူး။ဒီနေ့အထိအဲ့ဒီအချက်ပြသံဘယ်ကလာရလဲဆိုတာမသိရသေးပါဘူး။နံပါတ်6ပစိဖိတ်သမုဒ္ဒရာတွေကကြောက်ရွံ့ထူကြီးများပစိဖိတ်သမုဒ္ဒရာတွေကကျွန်းတစ်ကျွန်းမှာလူပုံတရံကြောက်ရွံ့ထူကြီး900ကျော်ရှိပါတယ်။တချို့ရုပ်ထုတွေကတန်ချိန်80ကျော်အထိလေးပြီးတော့ရှေးခေတ်လူတွေဒီရုပ်ထုတွေကိုဘယ်လိုရွှေ့ပြောင်းခဲ့ကြရလဲဆိုတာယနေ့တိုင်ဘေဒီတစ်ခုဖြစ်နေသေးပါနံပါတ်9နှစ်ပေါင်း2000ကျော်တန်းတန်းရှိတဲ့ရှီဟောင်းစက်ကရိယာရှီဟောင်းသင်္ဘောပြက်တစ်စီးတွေကတွေ့ရှိခဲ့တဲ့ဒီစက်ကရိယာဟာခြေတရာတွေရဲ့လှုပ်ရှားမှုကိုတွက်ချက်နိုင်တယ်လို့ယုံကြည်ကြပါတယ်ဒီလိုအစိမ့်မြင့်နည်းပညာကိုရှေးခေတ်လူတွေဘယ်လိုတီထွင်နိုင်ခဲ့လဲဆိုတာဒီနေ့အထိနားမလည်နိုင်သေးပါဘူးနံပါတ်10လူတရာကျော်ရုတ်တရက်ပျောက်ဆုံးသွားတဲ့ကိုလိုနီရွာ16ရာစုနှောင်းပိုင်းမှာလူတရာကျော်နေထိုင်ခဲ့တဲ့ကိုလိုနီရွာတရွာဟာရုတ်တရက်လူမရှိတော့ဘဲနဲ့ပျောက်ဆုံးသွားခဲ့ပါတယ်။ကြံခဲ့တာတစ်သားတိုင်းပေါ်မှာရေးထိုးထားတဲ့စက်လုံးတစ်လုံးသာဖြစ်ပြီးတော့ဘာတွေဖြစ်ခဲ့လဲဆိုတာအခုထိမသိရသေးပါဘူး။နံပါတ်9လူတချို့သာကြားနိုင်တဲ့ထူးဆန်းသောအတန်အမေရိကန်နိုင်ငံကမြို့တစ်မြို့မှာလူတချို့သာကြားနိုင်တယ်လို့ဆိုတဲ့အတန်နှိမ့်နှိမ့်တစ်မျိုးရှိပါတယ်။သိပ္ပံပညာရှင်တွေအချင်းချင်းစမ်းသပ်ခဲ့ပေမဲ့အဲ့ဒီအတန်ရဲ့အရင်းမြစ်ကိုမဖော်ထုတ်နိုင်သေးပါဘူး။နံပါတ်10လေရင်ပြန်ပြီးဆွဲပြီးတော့ပျောက်ဆုံးသွားတဲ့အမျိုးသား1982ခုနှစ်မှာအမျိုးသားတစ်ယောက်ဟာလေရင်တစ်စီးကိုပြန်ပြီးဆွဲပြီးတော့ငွေတောင်းယူခဲ့ပါတယ်။အဲဒီနောက်လေဒီနဲ့ခုန်ချထွက်ပြေးသွားခဲ့ပြီးသူ့ကိုယနေ့အထိဘယ်သူမှမတွေ့ရှိနိုင်တော့ပါဘူး။သူအသက်ရှင်ခဲ့သလား၊သေဆုံးသွားလားဆိုတာကိုလည်းယနေ့တိုင်လျှို့ဝှက်ချက်တစ်ခုဖြစ်ကြန့်ရှိနေစေဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုကြံနေတတ်တဲ့ဆိုရင် like and follow ထားဖို့လည်းမမေ့နဲ့အောင်နော်။အားလုံးကျေးဇူးတင်ပါတယ်။